ຫນွေရမ်းပူလာပြီဆိုရင်ဘာဟင်းချက်စားအောင်လဲဆိုတာအမြဲခေါင်းစားရတယ်ပေါ့နော်။ခဲဒီမှာတော့ထမင်းဖြူလေးချက်ထားတယ်ဒီနေ့မှာငါးလေးကိုငချင်းလေးရလို့ကျွတ်ကျွတ်လေးကြော်ထားတယ်ပန်းတောင်စိမ့်စားတရက်ရဲ့ဒါကကြံတဲ့နှစ်ကြော်နေနေရဲ့ဒါကမက်ခါငရုတ်သီးထောင်းကိုကြော်ထားတဲ့ငရုတ်သီးကြော်လေးရဲ့ပေါ့နော်။သူ့ရဲ့ဇက်လိုက်အားလုံးတွဲလို့လိုက်ဖက်မဲ့ဟာကတော့ဗရက်စာလေးထည့်ချက်ထားတဲ့ကမွန်ရွက်ကိုအဲ့မှာအမြစ်လေးရောထားတဲ့ဟင်းချင်းဟေးလေးပေါ့နော်အဲ့ဒါလေးချက်ထားပါတယ်။ကဲပုံနေတော့ဒီမှာထမင်းကိုတော့အေးခံထားလိုက်ပြီခဏပြရဲဟင်းနေနေပေါ့နော်ဒါကြော်ထားတဲ့လူပြီးကြော်ထည့်နေလိုက်မွေးလေးစားလို့ကောင်းတယ်သူရဲ့ဒီမှာရှိတဲ့ဗရက်စာရဲ့အနံ့လေးကလည်းမွေးနေအောင်ပဲဟောငါကြုံငါဆိုတဲ့ဒီလိုရတယ်ချင်းဟင်းနဲ့လိုက်နားမမလို့အချင်းတိုင်းတော့ဒီအသေးစိတ်လေးတုံးလာမှာကျန်ပါဒီကွန်းလေးဒီမှာဒီလိုချက်စားကြပါနော်ဒီမောင်နဲ့ဒီမောင်ဒီနေ့အတွက်တော့အရန်ထမင်းမိနဲ့ဟင်းတစ်ခွက်နဲ့လုံးဝတင်းတင်သွားပါပြီဒါနွေရဒီမှာလိုက်ဖက်တဲ့ဟင်းတွဲဆက်လေးကိုဒါတင်ပြပလိုက်တာဖြစ်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်ဆုံမယ်နော်တတား